မျိုးစုံကတက်တန်းရင်အထက်တန်းကျောင်းကြီးရဲ့ညဟာထူးထူးခြားခြားပိုပြီးအေးဆက်နေတယ်။ကျောင်းပိတ်ရက်ဖြစ်တာကြောင့်ကျောင်းဝင်းတစ်ခုလုံးဟာအမောင်တုအောင်မှငြိမ်တက်လို့နေတယ်။ကျောင်းရဲ့တူဒီတော်ညဆောင်စမစ်ဟာဓမီတလက်နဲ့ကျောင်းဆောင်ဟောင်းဘက်ကိုလှည့်ကင်းထွက်လာခဲ့တယ်။ဒီကျောင်းမှာသူအလုပ်လုပ်ခဲ့တာ10 စုနှစ်တခုကျော်ပြီ။ကျောင်းသားတွေကြားမှာကျောင်းဆောင်ကြီးဆိုတဲ့နာမည်ကကြောက်စရာပုံရင်တွေနဲ့တွင်းတွဲနေလိမ့်ရှိတယ်။ဒါပေမဲ့စမစ်အတွက်တော့ဒါဟာအသားကျနေတဲ့လုပ်ငန်းစဉ်တစ်ခုသာ။ဒါပေမဲ့ဒီညမှာတော့တစ်ခုခုကထူးခြားနေတယ်။တတိယတက်ကတိတ်ပံတက်ခွဲခန်းရှေ့ကိုရောက်တော့ခြေတန်းတစ်ခုကိုသူကြားလိုက်ရတယ်။တောက်ဆိုတဲ့လေးလံတဲ့ဖနက်တန်စမစ်တမီထိုးကြည့်ပေမဲ့ဘာမှမရှိဘူး။လေတိုးတံပဲဖြစ်မှာပါလို့ကိုနှစ်သိမ့်ပေမဲ့စင်ကြံလန်းရဲ့အစုံးမှာလူရိတ်တစ်ခုဖြတ်ပြေးသွားတာကိုသူမြင်လိုက်ရတယ်။အဲ့ဒီရိတ်ဟာကျောင်းဆောင်ဝတ်စုံနဲ့စင်တူနေတယ်လို့ပဲ။သူအဲ့ဒီနောက်ကိုလိုက်သွားတဲ့အခါကျောင်းသားဟောင်းနေရဲ့မှတ်တမ်းကန်းရှိမှရက်သွားတယ်။အခန်းတကားကဟနေတယ်။အထဲကိုဝင်ကြည့်လိုက်တဲ့အခါစပွဲပေါ်မှာဖွင့်ချက်သားမှတ်တမ်းစာအုပ်တအုပ်ရှိနေတယ်။ဖုံးနေထူနေတဲ့အဲ့ဒီစာအုပ်ရဲ့စာမျက်နှာတစ်ခုမှာတပ်ပုံတစ်ပုံကတ်ထားတယ်။တပ်ပုံထဲမှာတော့လွန်ခဲ့တဲ့နှစ်ပေါင်း30ကကျောင်းဆောင်တစ်ယောက်ရဲ့ပုံစမစ်မျက်လုံးနဲ့ပြူးသွားတယ်။တပ်ပုံထဲကလူဟာအခုသူဝတ်ထားတဲ့ဝတ်စုံနဲ့အတူတူပဲဖြစ်ုံတင်မကဘူးသူ့ရဲ့ရုပ်သွင်းပြင်းနဲ့လေထပ်တူကြနေတယ်။ဒါကဘလို့ဖြစ်နိုင်မှာလဲ။သူတွေးနေတော့အခန်းတကားကချင်းကနေပိတ်သွားတယ်။တမီးရောင်ကတဖြက်ဖြစ်လာပြီးငိမ့်သွားခါနေမှာမှန်ပတင်းပေါက်ကနေသူ့ကိုယ်ပြန်မြင်လိုက်ရတယ်။ဒါပေမဲ့မှန်တဲ့ကပုံရိပ်ကသူ့မဟုတ်ဘူး။အသက်ကြီးရင်ပြီးမျက်လုံးတွေချိတ်ဝင်နေတယ်။လေပြီးမှကြိုးကွင်းရာကြီးနဲ့ကြောင်းဆောက်ကြီးတစ်ယောက်မင်းအလေရောက်ပြီဆိုတဲ့တိုးလေးကပြောတန်ကသူ့နားထဲမှာပဲ့တင်ထပ်သွားတယ်။စမစ်ကြောက်လန့်တကြားနဲ့အခန်းထဲကပြေးထွက်ခဲ့တယ်။ကျောင်းအောက်ထပ်ကိုရောက်တဲ့အထိမရှက်မနာပြေးမိတယ်။နောက်တနေ့မနက်မှာတော့ကျောင်းသားတွေကျောင်းကိုရောက်လာကြတယ်။ကျောင်းဝင်းထဲမှာစမစ်ကိုရှာမတွေ့တော့ဘူး။ဒါပေမဲ့ကျောင်းဂိတ်ဝမှာတော့ကျောင်းဆောင်အသစ်တစ်ယောက်ရောက်နေပြီ။သူကတော့စမစ်နဲ့ရုပ်ချင်းတပုံစံတည်းပဲ။ဒါပေမဲ့သူ့ရဲ့မျက်လုံးတွေကတော့အသက်မဲ့နေတယ်လို့တကယ်တော့စမစ်ကဘာတူလဲအခုရှိနေတဲ့သူကရောစမစ်ပဲလားဒါမှမဟုတ်ကျောင်းဆောင်ကြီးရဲ့ဝိညာဉ်ကပဲခန္ဓာကိုယ်တစ်ခုပြီးတစ်ခုကူးပြောင်းနေတာလားအဖြေမရှိတဲ့မိကွန်းတွေကကျောင်းတော်ကြီးရဲ့အမှောင်ထဲမှာပျော်ဝင်နေစေပါပဲ